မန္တလေးမြို့တွင်မှာမြေတံမိုးတွေတက်နေတဲ့အချိန်မှာတော့ပေ30-40အပြည့်မြေခွက်ကောင်းတစ်ခုကို3,900အောက်လို့ဈေးနှုန်းနဲ့ဝယ်ဖို့ဆိုတာတကယ်ဖြစ်နိုင်ပါမလားလို့မိတ်ဆွေတို့တွေးမိပါသလားတကယ်ဖြစ်နိုင်ပါတယ်ဒါက60စီလန်116ခွန်ကြားကပေ30-40အကျဲအပြင်ခရမ်းမီပေါက်အရှိလက်အိမ်လေးပဲဖြစ်ပါလေဒီလိုမြစ်ကျဲကိုဒီလိုဈေးနဲ့လက်ရှိဈေးကွက်မှာဘယ်နေရာမှထပ်ပြီးတော့မရနိုင်တော့ပါဘူး3,900ညီနိုင်ဆိုတဲ့ဈေးနှုန်းဟာဒီပေ30-40မြေကျင်နဲ့ခရမ်းပါပြီးသားအတွက်ကတော့အရန်ကိုတက်နေပါပြီလူနေဖို့ပဲဖြစ်ဖြစ်အချိန်တုံတွင်ပြန်ရောက်မယ်ဆိုရင်ပဲဖြစ်ဖြစ်အမြင်များစွာပြန်ရရှိမှာတော့သိကြပါတယ်တမိုးရှိတဲ့အခွင့်အရေးကိုလက်မလွတ်ရအောင်အခုပဲကိုခန့်အိမ်ချမ်းမီကိုဖုံးဆက်ပြီးနေရာကိုကိုယ်တိုင်လာကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်လူတိုင်းလိုချင်တဲ့အရှိမျိုးသစ် frame မှာ38,000မကျော်တဲ့ဈေးနဲ့အရှိလက်အိမ်ကောင်းလေးကိုပိုင်ဆိုင်ခြင်းပါလားခင်ဗျာဒီအိမ်လေးကတော့59အေး130ခွဲအိမ်လမ်းမှာတည်ရှိပြီးပေ30-40အရှိလက်ဖြစ်တဲ့အာစီနှစ်ထပ်ခွဲအိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာပိုင်ဆိုင်မှုအနေနဲ့ကတော့ကရန်ပါရှိပြီးတော့ဈေးနှုန်းလေးကလည်း38,000ညီနိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာအခန်းဖွဲ့စည်းပုံကတော့ master bedroom အိတ်ခန်း5ခန်းပါဝင်ပြီးအောက်ထပ်မှာတော့ကျယ်ဝန်းတဲ့ hall ဆိုတဲ့အခန်းလေးမျိုးပါဝင်တာမို့မိသားစုများတဲ့လူတွေအတွက်အဆင်ပြေမှာပါအရှိမျိုးသစ် frame လို့နေရာကောင်းမှာဒီလိုဈေးတန်တဲ့အိမ်ကောင်းတစ်လုံးကိုဒီနေ့လိုအချိန်မှရဖို့ဆိုတာထိတ်ပြီးတော့မတည်ကြတော့ပါဘူးခင်ဗျာဒါအကြောင်းအမြဲဆုံးလာကြည့်ရှုဖို့အတွက်တိုက်တွန်းပေးပါရစေခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မနော်ဟရီလက်မနေနဲ့နီးတဲ့နေရာကောင်းလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်လိပ်စာလေးကတော့54လမ်းနဲ့55လမ်းကြား130စီလမ်းမှာတည်ရှိပြီးပေ20ပေ60အကျဉ်းဝန်းရှိတဲ့နဂတ်တစ်ခတ်အိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာအလဲလေးကတော့မြောက်ဖက်လက်လေးဖြစ်နေပြီးတော့ဈေးနှုန်းအနေနဲ့ကလည်း8,200ညီနိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာဟာမနော်ဟရီလမ်းမကြီးနဲ့နီးလို့လမ်းမဆက်သွယ်ရေးတွေအရန်ဆင်ပြေပါတယ်ပိုင်ဆိုင်မှုကလည်းကရန်ကခခွဲပြီးသားလဲတာဆောင်နဲ့ရရှိမှာဖြစ်လို့အရှုံရှင်းကင်းပြီးတော့ခိုင်ပါပါတယ်အိမ်မျက်နှာစာမှာလည်းကားလေးတစ်စီးထားလို့ရပါတယ်ခင်ဗျာဒါကြောင့်မို့လို့ဈေးနှုန်းတင်းပြီးပိုင်ဆိုင်မှုခိုင်ပါတယ်ဒီအိမ်လေးကိုလက်မလွတ်ရအောင်ကိုခန့်အကြံမီကိုအခုပဲအများဆုံးဆက်သွယ်လိုက်ပါခင်ဗျာ